Hallelujah အားလုံးပဲ Happy New Year ပါလို့ကျွန်မတရားနဲ့နှုတ်ခွန်းဆက်သလိုပါတယ်ဆိုတော့ဒီနေ့2025ကိုအကောင်းဆုံးကျွန်တော်တို့ဖြတ်ကျော်လာခဲ့ပြီးဖြစ်တယ်ကျွန်တော်တို့2026ကိုဘယ်လိုမျိုးနဲ့ကျွန်တော်တို့ဝင်စားရမလဲဆိုတဲ့အရာကျွန်တော်တို့တည်ထားဖို့ရအတွက်လည်းအရင်ရေးကြည့်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာလည်းပဲကျွန်မဒီနှုတ်ကပတ်တော်အနေငယ်လေးနဲ့ကျွန်မခွန်အားပေးခြင်းနဲ့2026ကိုဘုရားနဲ့သစ္စာရှိသောအသက်ရှင်ခြင်းအဖြစ်ဝင်စားခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်မဆွေးနွေးချင်တာဖြစ်ပါတယ်ကျွန်မပြောပြချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီပြီးခဲ့တဲ့2025မှာကျွန်တော်တို့เนาะပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပျော်ရွှင်ခဲ့တယ်ကျွန်တော်တို့ကောင်းကြီးတွေရခဲ့တယ်ကျွန်တော်တို့အောင်မြင်မှုတွေရခဲ့တယ်ဒါပေမဲ့အခြားတစ်ဖက်မှာကျွန်တော်တို့ထပ်ပြီးမှကြည့်နေဆိုလို့ရှိရင်နာကျင်ရတဲ့အချိန်တွေကျွန်တော်တို့ကြုံရတယ်ညဉ့်ရီကြခဲ့ရတဲ့နေ့တွေပြီးတော့မတိချာမှုတွေပြီးတော့ရှုံးမှုတွေတချို့သောသူတွေတို့ရဲ့ချီရတဲ့သူတွေရှုံးရတယ်တချို့သောသူတွေကတို့ရဲ့ရည်မှန်းချက်တွေရှုံးရတဲ့သူတွေရှိတယ်ဆိုတော့ကျွန်တော်တို့ဒီຢာတွေကကျွန်တော်တို့2025မှာကျွန်တော်တို့ကြုံရတယ်ဒါပေမဲ့ဒီ2025မှာဘယ်လောက်ပဲကျွန်တော်တို့ရှုံးနေပါစေဒီ2026ကိုကျွန်တော်တို့ရောက်တယ်ဆိုတာကဒါလုံးဝကိုပေါ့နော်ကျွန်တော်တို့ရဲ့တဆွန်းလို့မဟုတ်ဘူးဒါပေမဲ့ဘုရားကကျွန်တော်တို့ကိုရှုံးတဲ့အရာတွေဒီ2016မှာပြန်ပေးမှဖြစ်တယ်ဆိုတော့တကယ်ဘုရားအရာကောင်းမြတ်တာဖြစ်တယ်ဒီနေ့ကျွန်တော်ဘုရားကကျွန်တော်တို့ကိုနှစ်တစ်ခုကိုပေးထားတယ်ဆိုတော့အလကားမဟုတ်ဘူးဒီတစ်ကတင်တစ်ခုပဲပေါ့နော်ဒီတစ်ကတင်2025ကနေ26တစ်ကတင်ကိုပဲပြောင်းသွားတာမဟုတ်ဘူးကျွန်တော်တို့ရဲ့အသက်တာဒီမှာဘုရားနဲ့အတူရှောင်းလန်းဖို့ရအတွက်အခွင့်အရေးအသစ်ကိုဘုရားကကျွန်တော်တို့ကိုပေးတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကသိရဆိုလို့ရှိရင်ကျွန်တော်တို့အသက်တာထဲမှာလုံးဝเนาะဂျေစုတော့မချီးမွမ်းလို့မရတဲ့အသက်တာကျွန်တော်တို့เนาะခံစားရမှာဖြစ်တဲ့ဆိုတာကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်ဆိုတော့ဒီ2026ကိုကျွန်တော်တို့ဘယ်လိုဝန်စားမလဲဒီနေ့က2026ကိုအစပြုဖို့ရအတွက်ဒီနေ့ကတရက်နေ့ဖြစ်တယ်ကျွန်တော်ဒီနေ့เนาะ2026မှာကျွန်တော်လမ်းမပေါ်မှာကျွန်တော်တို့ရပ်နေပြီเนาะကျွန်တော်တို့သွားတော့မယ်ဆိုကျွန်တော်တို့ရဲ့အဆုံးဖြတ်ချက်တွေကလုံးဝအရေးကြီးတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီဆုံးဖြတ်ချက်2025ကလိုပဲကျွန်တော်တို့เนาะဒီတိုင်းလေးပဲကျွန်တော်တို့သွားမလားဒါမှမဟုတ်ဒီပိုကောင်းတဲ့အရာကိုကျွန်တော်တို့ဘုရားကိုပေးမလားဆိုတဲ့အရာကျွန်တော်တို့အရာအရေးကြီးတာဖြစ်တယ်ဆိုနံပါတ်1ချက်အနေနဲ့ဘုရားသခင်နဲ့သစ္စာရှိတဲ့သူရဲ့အတ္တကဘုရားနဲ့မှန်ကန်တဲ့เนาะဆက်ဆံရေး relationship ရှိနေတဲ့အတ္တရှိဖို့ရန်အတွက်လိုအပ်တယ်ဆိုတာကိုကျွန်မပြောပြချင်တယ်ဆိုဥပမာကလေးငယ်နဲ့သူတို့သားဖားမြောက်သူတို့လမ်းလျှောက်တဲ့အခါမှာလမ်းမပေါ်မှာလူတွေမြောက်များဆိုတော့ဒါပေမဲ့အဲ့ကလေးငယ်ကပြုံးလေးနဲ့သူ့ရဲ့ဖခင်ရဲ့လက်ကိုဆွဲပြီးသွားတယ်ဒါပေမဲ့သူသွားရဲ့မျိုးအန်တယ်မျိုးရှိတယ်ဆိုတာသူမသိဘူးဒါပေမဲ့သူကဘာလို့သူပြုံးနိုင်လဲပြုံးဖခင်ရဲ့လက်ကိုသူဆွဲထားတာဖြစ်တယ်သူကစုပ်ကင်ထားတာဖြစ်တယ်အဲ့ဒီသူ့ရဲ့ဖခင်နော်သူလမ်းကိုနားလေလို့မဟုတ်ဘူးသူเนาะအရှိမဘာဖြစ်မလဲဆိုတာသူနားလည်မှာဒါပေမဲ့သူ့ရဲ့ဖခင်ကိုသူစိတ်ချတော့ဖြစ်တယ်သူ့ရဲ့ဖခင်ကသူ့ကိုကာကွယ်မယ်သူ့ရဲ့ဖခင်ကသူ့ရဲ့နားမှာအမြဲတမ်းရှိမယ်သူ့ရဲ့လက်ကိုဆွဲကင်တယ်ဆိုလို့ရှိရင်သူ့မှာကြောက်စရာမရှိဘူးဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တတာထဲမှာလည်းပဲဘုရားနဲ့တစ္ဆာရှိစွာကျွန်တော်တို့ကယုံကြည်စိတ်ချစွာနဲ့ဘုရားကိုပဲเนาะကျွန်တော်တို့ကဆွဲကင်ထားမယ်ဆိုလို့ရှိရင်ဒီ2026ခုနှစ်မှာအကြောင်းအရာအားလုံးကိုကျွန်တော်တို့ကတည်ထားစေရမလို့ပဲဗျ။အဲ့တော့เนาะ2026မှာဖြစ်လာမယ့်စိန်ခေါ်မှုတွေခက်ခဲခြင်းတွေเนาะအောင်မြင်မှုတွေအဲ့ဒီအရာတွေကျွန်တော်တို့ကကြိုတင်ပြီးမှစိုးရိမ်နေစရာမလိုဘူး။နေ့စဉ်နေ့တိုင်းမှာကျွန်တော်တို့ဘာလို့အလဲဆိုလို့ရှိရင်ဘုရားသခင်နဲ့အတူနှိမ်ချစွာရှောက်လန်းနေခြင်းကဒါလည်းကျွန်တော်တို့အတွက်အရာလိုအပ်တာဖြစ်တယ်အရာရည်ကြည်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့မိခါခန်းကြီး6ဘက်နဲ့ရှေ့မှာကျွန်တော်တို့ဘာတွေ့ရလဲဆိုလို့ရှိရင်အချင်းလူကောင်းသောလမ်းကိုပြတော်မူပြီးတရားတစ်ဖြစ်ပြုခြင်းဂရုဏာကိုနှစ်သက်ခြင်းတတိဘုရားသခင်ရှိတော်နဲ့နှိမ်ချသောစိတ်နဲ့ကျင့်နေခြင်းမှတပါအဘယ်ပူဇော်တက်တာကိုထာဝရဘုရားတောင်းတော်မူတဲ့နေ့တဲ့ကျွန်တော်ဒီကောင်မတို့ကျွန်တော်တိထားဖွင့်အတွက်ကဘုရားကကျွန်တော်တို့ကိုเนาะတစ္ဆာရှိစွာအသက်ရှင်ခြင်းကိုကျွန်တော်တို့ကိုเนาะလိုအပ်တာဖြစ်တယ်လိုချင်တာဖြစ်တယ်ဆိုတော့တစ္ဆာရှိစွာအသက်ရှင်ခြင်းလို့ပြောတဲ့ခါမှာကျွန်တော်တို့ကယုံကြည်သူတွေများသောအားဖြင့်ကျွန်တော်တို့ကเนาะဘုရားကျောင်းမှာတာမန်ထက်ပို့ပြီးမှကျွန်တော်တို့သွားတာကိုကျွန်တော်တို့ပြောချင်တာမဟုတ်ဘူးကျွန်တော်တို့เนาะအရင်ကထက်ကျွန်တော်တို့ထူးတဲ့အရာတွေအရင်ကထက်ကျွန်တော်တို့ဘေးကန်းတဲ့အရာတွေထက်ပိုပေးတာကိုပြောချင်တာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့အတ္တထဲမှာဘုရားကပြောကောင်းတဲ့လမ်းကိုပြပြီးတဲ့တရားတစ်ဖြစ်ပြုခြင်းအဲ့ဒီကောင်းတဲ့အလမ်းနဲ့เนาะဘုရားသခင်ရှိမှနှိမ်ချတော့စိတ်နဲ့ကျင့်ခြင်းဆိုတဲ့အရာတစ္ဆာရှိစွာသွားလာခြင်းကဘာလဲဆိုလို့ရှိရင်တရားတစ်ဖြစ်ပြုခြင်းတွေ
ပါမယ်ပြီးဂယုဏကိုနှစ်သက်ခြင်းသူတစ်ပါးရဲ့အပေါ်မှာဂယုဏထားခြင်းနော်တရားတစ်ဖြစ်လောက်ဆောင်တဲ့အရာတွေကိုဘုရားကကျွန်တော်တို့ကိုပြောပြတာဖြစ်ဒီအရာတွေကကျွန်တော်ယုံကြည်သူတွေနေ့စဉ်သက်တာမှာလောက်ဆောင်ရမယ့်အရာတွေဖြစ်တယ်ဒီအရာကကျွန်တော်တို့ရဲ့တစ္ဆာရှိခြင်းကိုဖော်ပြတာဖြစ်တယ်ဆိုတော့ဘုရားသခင်က prophet မိခါအဖြစ်ကျွန်တော်တို့ဘာပြောထားလဲဆိုရှင်တင်းရဲ့ဘုရားသခင်နဲ့အတူနှိမ့်ချသောရှောက်လန်းမှာလို့ကျွန်တော်ပြောတယ်ဒီနေ့တော့နှိမ့်ချသောရှောက်လန်းနေဆိုတာကိုယ့်ရဲ့အစီအစဉ်ကိုအားကိုပြီးတော့ကိုယ့်အားကိုကိုးပြီးမှငါတတ်နိုင်တယ်ငါလုံနိုင်တယ်ငါဆိုနိုင်တယ်ငါတခြင်းဆိုနိုင်တယ်ငါတရားဟောနိုင်တယ်ငါနော်ငါရုပ်ရည်အစဉ်ပြေတယ်ရုပ်ရည်ချုံမထားပါတယ်လူတိုင်းကကျွန်တော်ကိုကြိုက်တယ်ဒါတွေမဟုတ်ဘူးဘုရားကကျွန်တော်တို့ကိုနော်သူ့ရဲ့လက်ကိုဆွဲကင်ပြီးမှဘုရားမပိုင်ရင်ကျွန်မမဖြစ်နိုင်ဘူးဆိုတဲ့အရာကျမတို့သတိရပြီးမှကျမတို့ရဲ့အသက်တာထဲမှာဘုရားပေးထားတဲ့ gift တွေဘုရားပေးထားတဲ့ဆုကျေးဇူးတွေကိုဘုရားရဲ့ဘုန်းတော်အတွက်ကျမတို့ကပြန်ပြီးတော့ပေးဆပ်ဖို့ရအတွက်ဖြစ်တယ်။ဒီကိုဝန်စားတဲ့အခါမှာနော်ဘုရားသခင်ကကျမတို့ကိုမှာပြည့်စုံခြင်းကိုကျမတို့မတောင်းဘူးကျမတို့တခြင်းဆိုနိုင်တာကျမတို့အရေးချင်းပညာတတ်တဲ့အရာကျမတို့အပြောဆိုတတ်တဲ့အရာတွေဘုရားကကျမတို့ကိုတောင်းတာမဟုတ်ဘူးကျမတို့ရဲ့ဖပါခြင်းကျမတို့အရေးချင်းတွေဘုရားကကျမတို့မတောင်းဘူးဒီမဲ့ဘုရားကကျမတို့ကိုတောင်းတာပါလဲဆိုတော့သူ့ရဲ့တစ္ဆာကျမတို့ရဲ့တစ္ဆာရှိခြင်းကိုသူကတောင်းတာဖြစ်တယ်ဆိုတော့ကျမတို့ဒီနေ့ကိုပြန်ဆန်းစစ်ဖို့ရအတွက်ဖြစ်တယ်ကျွန်တော်ကျမက2026ကိုဘုရားနဲ့သူရှောက်လန်းနေလားဆိုတဲ့အရာကိုကျမတို့ကဆန်းစစ်ဖို့ရအတွက်ဖြစ်တယ်2026ကမလာသေးဘူးဒါပေမဲ့ကျမတို့နေ့စဉ်ကျမတို့ဒီနေ့နေ့မှာကျမတို့ဘယ်လိုအသက်ရှင်လဲဆိုတာကိုကြည့်ချင်အပြည့်ဒီ2026ခုနဲ့ကျမတို့ဆက်သွားမလဲဆိုတဲ့အရာကအရင်တည်တာဖြစ်တယ်ဒီနေ့တောင်မှဘုရားနဲ့ကျမတို့ကအသက်မရှင်ဘူးကျမတို့မှာပြုပြင်ပြောင်းလဲမှုမရှိဘူးဘုရားကိုကျမတို့ကမဆွဲတိုင်ထားဘူးဆိုရှင်ဘယ်လိုလို့ကျမတို့အနာဂတ်မှာကျမတို့ဘုရားနဲ့ဘယ်လိုသွားလာမလဲဘုရားနဲ့မနစ်ဖြာမှလုပ်မယ်ဆိုတဲ့အရာတွေကကျမတို့အတွက်ဒါလုံးဝတေချာမှုမရှိဘူးရည်ရမှုမရှိဘူးဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီကျမတို့နေစဉ်သက်တာမှာပြောပြချင်တဲ့အရာပါလဲဆိုရှင်2026ခုနှစ်ထဲမှာဝင်ရောက်လာတဲ့အခါမှာကျမတို့ကဘာဖြစ်လာမလဲဆိုကျမတို့တွေးပူနေစရာမလိုဘူးဖြစ်တယ်ဘုရားသခင်နဲ့နီးနီးကပ်ရှောက်လန်းပြီးမှသူ့ရဲ့လက်ကိုဆွဲကင်ပြီးမှကျမတို့တစ္ဆာရှိစွာဘုရားနှုတ်ကပတ်တော်နဲ့တွာလာခြင်းကဒါလည်းကျမတို့ကအရာအရေးကြီးတာဖြစ်တယ်ဆိုတာကျွန်တော်ပြောပြချင်တာဖြစ်တယ်ဆိုနံပါတ်2အနေနဲ့ကျွန်တော်ပြောချင်တဲ့ဆိုလို့ရှိရင်ဘုရားသခင်နဲ့တစ္ဆာရှိသောအသက်တာအတွက်ဘာလိုအပ်လဲဆိုရင်စိတ်နှလုံးအတိတ်ပြုပြင်ဖွင့်အတွက်လိုအပ်တာဖြစ်တယ်ဆိုဥပမာပြင်ချင်းလို့ကျွန်တော်ပြောတဲ့အခါမှာဒီ2025မှာကနေပြီးမှ2026ပြည့်ကြတဲ့ဟောင်းကိုသူကပြောင်းလဲပြီးတော့အိမ်မှာချိတ်ထားတာကိုပြောချင်တာမဟုတ်ဘူးကျွန်တော်တို့နှစ်သိရောက်လာတဲ့အခါမှာလူတိုင်းကဘာကိုသူတို့ကသူတို့ဘာကိုသူတို့စီဝန်စားလဲဆိုရှင်နိုင်ရန်ပေါ်မှာချိတ်တဲ့ပြည့်ကြတဲ့သူတို့ကပြည့်ကြတဲ့ကျွန်တော်တို့ကိုယ်တိုင်ပြည့်ကြတဲ့ချိတ်ထားတယ်ဆိုတော့ကအဲ့လိုမျိုးအတင်းနဲ့ဟောင်းကိုလဲလေရှိတယ်ဒါနဲ့ပြစ်ကလေးအတိရှိပေမဲ့လည်းတချို့သောသူတို့ရဲ့အသက်တာထဲမှာကျမတို့ဒီပြစ်ကလေးအတိကိုလည်းကျမတို့ချိတ်ထားတာဒါပေမဲ့ကျမတို့ရဲ့အကျင့်ဟောင်းတွေကဆက်လုံနေတော့ပဲကျွန်တော်တို့ဘုရားမကြိုက်ခဲ့တဲ့2025မှာဘုရားမကြိုက်ခဲ့တဲ့အရာတွေ2026မှာလည်းကျမတို့ကဘယ်လောက်ပဲနှစ်ပေဘယ်လောက်ပဲပြောင်းလဲနေပါစေကျမတို့ခရိယာအသက်တာကျမတို့တက်တန်းတာကျမတို့ကြီးသွားမယ်ဒါပေမဲ့ယုံကြည်ခြင်းတကယ်ယဉ်ကျေးမှုဆိုင်ရာမှာကျမတို့မကြီးထွားဘူးဖြစ်တယ်အဲ့ဒီလေဆိုတာကျမတို့ရဲ့စိတ်ဝိညာဉ်ကိုအသက်တာစိတ်ဝိညာဉ်အသက်တာကိုပြောင်းလဲခြင်းကိုပြောတာဖြစ်တယ်ဆိုတော့ဘုရားသခင်ကကျမတို့ကိုနှစ်သက်တဲ့ကိုဝင်ဖို့ကကျမတို့ခေါ်တဲ့အရာကစိတ်နှလုံးအသစ်နဲ့ဝင်ဖို့ရန်အတိပြုပြင်သောနှလုံးသားနဲ့ကျမတို့ဝင်ဖို့ရန်အတွက်ဘုရားကကျမတို့ခေါ်တာဖြစ်တယ်ဆိုတော့ကျမတို့အသက်တာထဲမှာဒီယောမအခန်းကြီး7အပိုင်းငယ်1ကနေ2အထိကျွန်တော်တို့ကြည့်တဲ့အခါမှာညီအကိုတို့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာဘုရားသခင်နှစ်သက်တော်မူသောလက္ခဏာနဲ့ပြည့်စုံသောရစ်ကိုသင်တို့သည်ပူဇော်၍မိမိစိတ်နှလုံးကိုဘုရားသခင်အားဆက်ကပ်ခြင်းပြုလို့သောသင်တို့ပြုအပ်သောဝတ်ကိုပြုမိအကြောင်းဘုရားသခင်၏ကြီးကရုဏာတော်ကိုထောက်ထား၍သင်တို့ကိုငါတိုက်တွန်းနှိုးဆော်၏နှစ်မှာပါပြောထားရဆိုရှင်သင်တို့ဒီလောကီပုံသဏ္ဍာန်ကိုမဆောင်ကြနဲ့ကောင်းမြတ်သောအရာနှစ်သက်ပွားသောအရာစုံလင်သောအရာတည်ဟူသောဘုရားသခင်လိုတော်ရှိသောအရာသည်အပင်အရာဖြစ်သည်ကိုသင်နိုင်မိအကြောင်းစိတ်နှလုံးကိုအတိတ်ပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ရောက်ကြလောဆိုတော့ကျွန်တော်တို့ကဒီယောမကျွန်တော်တို့ယောမဩရာစာခန်းကြီး7အပိုင်းငယ်1ကနေနှစ်မှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့နှစ်သိရောက်လာတဲ့နဲ့အမျှကျမတို့ကလူကပြောင်းသွားတာမဟုတ်ဘူးလူကတော့ပြောင်းလို့မရဘူးဖြစ်တယ်ဆိုတော့ပြောင်းရမယ့်အရာကကျမတို့ပါလဲဆိုလို့ရှိရင်စိတ်နှလုံးဖြစ်တယ်ကျမတို့ရဲ့အသွေးခေါ်ဖြစ်တယ်ကျမတို့ရဲ့အမြင်ဖြစ်တယ်ဆိုတော့လူအများစုကကျမတို့ထင်တယ်နှစ်သိရောက်လို့ရှိရင်ပြက်ကတဲ့ဒီချိတ်တဲ့ပြီးတော့အဝတ်စားဟောင်းတွေပြ
ပြစ်ပြီးတော့ကျမတို့အတစ်တွေကိုများသောအားဖြင့်ကျမတို့တချို့သောသူတွေကနှစ်တရောက်ပြီဆိုရင်ဒီမှာမရှိရင်လည်းမရှိအောင်သူတို့ကအဝတ်စားအတစ်ကိုဝယ်လို့ရှိတယ်အတစ်တော့အရာတွေနဲ့သူတို့ကနော်ဒီတချို့သောအရာတွေပြောင်းလဲမှုတွေလှုပ်ဆောင်တဲ့အရာတွေကျမတို့တွေ့ရတာဖြစ်တယ်ဆိုတော့တချို့သောသူကတငယ်ချင်းတွေနဲ့အပြိုင်ဆိုင်ကျမတို့နော်လှုပ်ဆောင်တဲ့အရာတွေလည်းကျမတို့တွေ့ရမှာဖြစ်တယ်ဒါပေမဲ့အဲ့ဒီအရာကကျမတို့အတွက်ဒီအတိပြုပြင်ခြင်းမှာကျမတို့သိမဆိုင်လို့ဖြစ်တယ်နော်ဆိုတော့ကျမတို့ဒီဘုရားကကျမတို့ကိုပြောတဲ့အတိသောအရာဘုရားနဲ့တက်တဲ့အရာဆိုတာကလောကပုံစံနဲ့မတူဘူးကျမတို့တွေးတဲ့ပုံစံမြင်တဲ့ပုံစံနဲ့မတူဘာလဲဆိုရင်ကျမတို့နှလုံးသားကိုပဲဘုရားကကျမတို့တောင်းနေတာဖြစ်တယ်ဘုရားခင်ကပြောတာလောကီပုံစံအတိုင်းမလိုက်နာပါမလိုက်ရှောင်နဲ့နော်စိတ်လုံးကိုအတိပြုပြင်ပြီးပြောင်းလဲပါလို့ပဲဘုရားကကျမတို့ပြောတာဖြစ်တယ်ကျမတို့ဒီနေ့မှာအရန်လိုအပ်တဲ့အရာကစိတ်လုံးကိုပြောင်းလဲပြင်အတွက်ဒါလုံးဝလိုအပ်တဲ့အရာဖြစ်တယ်ဆိုတော့ဒီ2026ကိုသစ္စာရှိစွာဝန်စားမယ်ဆိုလို့ရှိရင်ဘုရားခင်ရဲ့နှုတ်ကပတ်တော်နဲ့ကိုယ့်အသက်တာကိုလမ်းညွှန်ခွင့်ဥပဆိုးခွင့်ပေးရမှာဖြစ်တယ်ကိုယ့်ရဲ့စိတ်ကြိုက်နဲ့အသက်ရှင်လို့မရအောင်နောက်တစ်ခါတည်းမှာဘုရားခင်ပြောတာကိုကျမတို့နာခံဖို့ရအတွက်ခက်ခဲတယ်ဒါပေမဲ့သစ္စာရှိခြင်းဆိုတဲ့အခါမှာခက်ခဲတဲ့ချိန်မှာတော့မှကျမတို့ကနော်ကိုတော့ဟုတ်ပါတယ်ဆိုပြီးမှကျမတို့ကပြောနေရမှာဖြစ်တယ်ကျမတို့တစ်ခါတလေကျမတို့နော်လှုပ်ဆောင်တဲ့အရာတိုင်းမှာကျမတို့ရဲ့စိတ်ဆန္ဒနဲ့ဘုရားရဲ့လူတော်နဲ့မကြတဲ့အခါမှာကျမတို့တွေးသားဆန္ဒကိုနော်ဒီဖယ်ပြီးတော့ဘုရားကိုပဲကျမတို့ဟုတ်ကဲ့ပါဆိုပြီးမှကျမတို့ပြောရတဲ့အတ္တဖြစ်တယ်ဆိုတော့ဒီအသေးခေါ်ပြောင်းလဲမပြောင်းလဲဘူးဆိုလို့ရှိရင်ကျမတို့အတ္တလည်းမပြောင်းလဲဘူးဖြစ်တယ်ဒီရင်ကအတိုင်းပဲကျမတို့ဆက်နေမှာဖြစ်တယ်ဆိုတော့သစ္စာရှိတဲ့အသက်ရှင်ခြင်းကစိတ်ဝိညာဉ်ထဲကနေကျမတို့စတင်တာဖြစ်တယ်စိတ်နှလုံးသားထဲကနေကျမတို့စတင်တာဖြစ်တယ်ဆိုတာကိုကျမတို့ဒီထားဖို့ရအတွက်ဖြစ်တယ်အတိပြုပြင်တော်သူတွေဖြစ်ဖို့ရအတွက်လည်းကျမဒီကနေဆုတောင်းပေးရဖြစ်တယ်နံပါတ်3ချက်ကဘုရားသခင်နဲ့သစ္စာရှိသောအသက်တာကမမြင်ရသေးတော့နော်မတိသေးတော့အနာဂတ်အတွက်ဘုရားခင်ကိုယုံကြည်စိတ်ချရမယ်ဆိုပြီးမှပြောထားတာဖြစ်တယ်ဆိုတော့ဥပမာကျမတို့ညအချိန်မှာပေါ့နော်ကျမတို့ကားမောင်းတဲ့အခါမှာကားကကျမတို့မြင်ရနေ့ငယ်လေးပဲကျမတို့မြင်ရတယ်ဒါပေမဲ့အဲ့ဒီမြေအလင်းရောင်ရောက်တဲ့နေရာလောက်ကိုကျမတို့မြင်နိုင်ပေမဲ့ဒီအလင်းရောင်လောက်နဲ့ပဲနော်လုံခြုံစွာကျမတို့ဆက်သွားနိုင်တာဖြစ်တယ်အဲ့လိုပဲဘုရားသခင်ကလည်းကျမတို့ဘုရားသခင်နဲ့အတူတူသွားတဲ့အခါမှာဘုရားရဲ့အလင်းနဲ့ကျမတို့သွားတဲ့အခါမှာဒီ2026ခုနှစ်တစ်နှစ်လုံးမှာနော်တစ်နှစ်လုံးမှာဖြစ်လာမယ့်အရာကိုဘုရားကကျမတို့ကိုမပြဘူးဒါပေမဲ့ခြေလမ်းတစ်ပန်းစီအတွက်အလင်းကိုဘုရားကကျမတို့ကိုပေးတာဖြစ်တယ်။သစ္စာရှိတဲ့အသက်ရှင်မှုဆိုတာကအရာအလုံးကိုမြင်နိုင်ဖို့မဟုတ်ဘူး။အရာအလုံးကိုကြိုပြီးမှသိနေစရာလည်းမလိုဘူး။အဲ့လိုမမြင်နိုင်သေးပေမဲ့ဘုရားသခင်ကိုယုံကြည်ပြီးမှစိတ်ချပြီးမှကျမတို့နော်ဆက်ပြီးမှရှောင်မှန်းခြင်းကတာလည်းဖြစ်တယ်။ဆိုတော့တုတ်တန်ကြအခန်းကြီး3အပိုင်9ကနေ6အထိကြည့်တဲ့အခါမှာထာဝရဘုရားကိုစိတ်တော်ကြွနဲ့ကိုးစားလို့ကိုညံကိုမှီမပြုနဲ့သွားလျာရနဲ့ထာဝရဘုရားကိုမျက်မှောက်ပြုလို့သူပြုတဲ့တင်းဤလမ်းကြီးတို့ကိုပဲပြင်တော်မူလိမ့်မည်အာမင်ဆိုဒီနေ့ကျွန်တော်ဒီတုတ်တန်ကြမှာကျွန်တော်ပါတွေ့ရလဲဆိုရှင်ဒီနော်ကျွန်တော်တို့ကဘုရားကိုအားကိုးဖို့ရတဲ့ဖြစ်တယ်ကိုညံကိုမှီမပြုဖို့ရအတွက်ဖြစ်တယ်ကျွန်တော်သွားတဲ့နေရာတိုင်းမှာဘုရားမျက်မှောက်ကိုပဲကျွန်တော်တို့ပြုပြရတယ်ကျွန်တော်တို့ရဲ့အသေးသက်ဆန္ဒကိုလိုက်တော်ပြီးမှကျွန်တော်အသက်ရှင်နေထိုင်ဖို့ရတဲ့မဟုတ်ဘူးဆိုတော့ဒီ2026မှာလည်းပဲဘာဖြစ်လာမလဲကျွန်တော်တို့မသိနိုင်ဘူးကျွန်တော်တခါလေကျွန်တော်တို့ဆိုရင်လည်းရတယ်အများကြီးရှိတယ်ကျွန်တော်တို့နော်ခက်ခဲချင်းကျွန်မနေရာဒေသတွေမှာခက်ခဲပြဿနာတွေပေါင်းစုံနေတယ်ကျွန်မမိသားစုမှာပြဿနာရှိကျွန်တော်တို့ရဲ့ပါဝင်ခြင်းကျွန်တော်နိုင်ငံတွေဒေသတွေမှာပြဿနာမျိုးစုံကျွန်တော်တို့ရတယ်ဒါပေမဲ့အဲ့ဒီအရာတွေကကျွန်တော်တို့ကဘယ်လိုမျိုးဆက်ဖြစ်လာမလဲဆိုတော့လူတိုင်းကစိတ်ဝင်စားတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ခုလိုအပ်တဲ့အရာပါလဲဆိုရင်ဖယားနဲ့အတူတွာလာတဲ့အတ္တကလုံးဝကိုစိုးရင်မှုနဲ့မဟုတ်ပဲနဲ့ကိုညာကိုအမြင်မပြုနဲ့ကိုရဲ့အသွေးခေါ်ပဲအမြင်မပြုနဲ့ဖယားကိုအမြင်ပြုပြီးမှတွာလာဖို့ရအတွက်ကျွန်တော်တို့ဟုတ်ကဲ့ကကျွန်တော်တို့ပြောထားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အလို့အကန်ချမ်းမာရေးမိသားစုဝန်ဆောင်မှုဘာတွေကြုံရမလဲကျွန်တော်တို့မသိဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့သိတာကတခုရှိတယ်အဲ့ဒါ2026ကိုထိန်းချုပ်တဲ့ဖယားကကျွန်တော်တို့နဲ့အတူရှိတယ်ဆိုတာကိုကျွန်တော်တို့ကသိတာဖြစ်တယ်အဲ့ဒါရန်ကိုကောင်းချီးဖြစ်တဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်တို့မှာသစ္စာရှိသောအသက်ရှင်ခြင်းဆိုတာဘုရားကအရာအလုံးကိုတည်ပြီးတော့နော်ရှောက်လန်းနေတာမဟုတ်ပါဘူးဘုရားသခင်ကိုယုံကြည်ပြီးမှရှောက်လန်းတာဖြစ်တယ်ဒီ2026မှာလည်းပဲဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့မသိပေမဲ့မစိုးရင်ဖို့ရအတွက်ဖြစ်တယ်ဆိုတော့ဒီ2026ကိုဂိုင်းတွဲတဲ့ဘုရားကကျွန်တော်တို့နဲ့အတူရှိတယ်
အဲ့ဒီအရာကိုကျွန်တော်တို့ကစိတ်ချယုံကြည်နေဖွင့်ရအတွက်ဖြစ်ပါတယ်လို့နံပါတ်၄အချက်အနေနဲ့ကျွန်တော်ပြောခြင်းလဲဆိုလို့ရှိရင်ဘုရားသခင်နဲ့တစ္ဆာရှိခြင်းအသက်တာကတဲ့နှစ်စဉ်အသေးအမွှားကအစာနာခံမှုတွေကနေပြသရတာဖြစ်တယ်ကျွန်တော်တို့လယ်သမားကစိုက်ပျိုးရေးเนาะစိုက်ပျိုးတဲ့လယ်သမားတယောက်ရဲ့ဘောကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်စပါးစီကိုသူစိုက်ပြတဲ့အခါမှာသူချက်ချင်းကြည့်လို့မရဘူးဖြစ်တယ်ကျွန်တော်ကျွန်မကိုယ်တိုင်လည်းစပါးစိုက်တယ်ကျွန်တော်အတင်းဟန်တွေစိုက်တဲ့အခါမှာဘယ်လိုနဲ့ဘယ်လိုသူတို့ကနော်ကြီးထွားလာလဲမသိဘူးဒါပေမဲ့ကျွန်တော်တို့ပေါင်းရှင်းပေးတယ်ကျွန်တော်တို့ရေလောင်းပေးတယ်လှုပ်ဆောင်ပေးတယ်ဆိုတော့တကယ်ပြောမယ်ဆိုရင်အဲ့ဒီຢာတွေကတာမန်နေ့တွေနဲ့အတူတူပါပဲအရန်ကြီးထူးခြားတာမျိုးမဟုတ်ဘူးဒါပေမဲ့တနေ့တနေ့ကျွန်တော်တို့ကတစ္ဆာရှိစွာနဲ့ကျွန်တော်တို့ပုံမှန်ကလေးရေလောင်းပေးတယ်ပုံမှန်ကလေးပေါင်းရှင်းပေးတယ်အဲ့လိုမျိုးကျွန်တော်လှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့တတိမထားမိပေမဲ့ဒီနေ့မှာကျွန်တော်တို့ရစ်သိမ်းရတာဖြစ်တယ်ဘလို့သူကြီးလာလဲကျွန်တော်တို့တော့ထွက်လာတာကျွန်တော်တို့ဒါပေမဲ့သူဖြည်းဖြည်းလေးနဲ့သူကြီးထွားလာတယ်ပြီးတော့ကျွန်တော်တို့ရစ်သိမ်းရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကြီးမားတဲ့လောက်ရတစ်ခုအဲ့ဒီຢာတွေကကျွန်တော်တို့ကြီးမားလောက်ရတစ်ခုမဟုတ်ဘူးဒါပေမဲ့နေ့စဉ်အသက်တာမှာစိတ်ရှည်စွာနဲ့ဘုရားနဲ့ကျွန်တော်တို့သွားလာပြီးမှလှုပ်ဆောင်တဲ့အရာပေါ်မှာဘုရားကအနည်းငယ်တော့မှမှတစ္ဆာရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့နော်ဒီຢာတွေကိုကျွန်တော်ရစ်သိမ်းခွင့်ရတာဖြစ်တယ်ဆိုတော့ကျွန်တော်လူကာခန်းကြီး16ဘက်ငယ်7အပတ်ငယ်30မှာဘာပြောထားလဲဆိုရင်အနည်းငယ်တော့အမှုနဲ့တစ္ဆာရှိတော့သူကြီးတော့အမှုနဲ့လည်းတစ္ဆာရှိလိမ့်မယ်အနည်းငယ်တော့အမှုနဲ့တစ္ဆာမရှိတော့သူကြီးတော့အမှုနဲ့လည်းတစ္ဆာမရှိတဲ့ပြောထားတာဖြစ်တယ်ဆိုတော့ဒီကောင်မောင်တို့ကကျွန်မဒီနေ့ပြောချင်တစ္ဆာရှိခြင်းဆိုတာကဟိုအရန်ကြီးမားမဟုတ်ဘူးကြီးမားတချို့ຢာတွေကအရန်ကြီးမားတယ်နော်ငွေကြီးထောင်တောင်းတင်းကနန်းတွေအထီနော်ကန်ဆောင်ပြီးမှအဲ့ဒီຢာပေါ်မှာတစ္ဆာရှိတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်တစ္ဆာရှိခြင်းဆိုတာကကျွန်တော်တို့လူချင်းပေါ်မှာတစ္ဆာရှိဖို့ရအတွက်လည်းအများကြီးကြည့်တာဖြစ်တယ်ကျွန်တော်တစ္ဆာမရှိတဲ့အခါမှာကျွန်တော်တို့ရလာတဲ့အကျိုးဆက်ကမကောင်းမှုတွေပဲဖြစ်လာတယ်ဆိုတော့ဒီတစ္ဆာရှိခြင်းဆိုတာကကျွန်တော်တို့လူငယ်တွေမှာလည်းအများကြီးကြည့်တယ်ကျွန်တော်တို့လူဖြစ်တဲ့အခါမှာကျွန်တော်တို့ရဲ့နော်အပျော်သဘောတွေကျွန်တော်တို့လိုက်လျှောက်တဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီအရာတွေကကျွန်တော်တို့တကယ်လှုပ်ဆောင်ရမယ်နော်ဒီຢာတွေကကျွန်တော်တို့ရဲ့ဘုရားအဖက်မှာကျွန်တော်တို့ကြည့်တဲ့အခါမှာတစ္ဆာရှိခြင်းနဲ့ဆန့်ကျင်ဘက်ဖြစ်နေတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကကြီးမားတဲ့တာဝန်တွေနော်ဝန်ဆောင်မှုတွေပဲဒါအပေါ်မှာပဲလှုပ်ဆောင်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့အတိအမှလေးကအစားတစ္ဆာရှိဖို့ရအတွက်လိုအပ်တယ်ကျွန်တော်တို့ရဲ့ relationship ပေါ်မှာကျွန်တော်တို့ရဲ့ partner ပေါ်မှာကျွန်တော်တို့ရဲ့တငယ်ချင်းတွေကျွန်တော်တို့ mix တွေပေါ်မှာကျွန်တော်တို့ကနော်မိသားစုတွေပေါ်မှာကျွန်တော်တို့ကတစ္ဆာရှိဖို့ရအတွက်လိုအပ်ပါတယ်တချို့ຢာတွေကလူတွေမမြင်နိုင်ဘူးဟုတ်တယ်ဒါပေမဲ့ဘုရားကကျွန်တော်တို့ရဲ့ကိုနော်တော့မျက်စိတော့ကြည့်နေတာဖြစ်တယ်ဆိုတော့ဘုရားကအောင်မြင်မှုဖြစ်ကျွန်တော်တို့ဘယ်သူတွေဖြစ်လာလဲဆိုတော့ဘုရားကမကြည့်သူဘလောက်ထိတစ္ဆာရှိလဲတစ္ဆာရှိနဲ့အဆုံးတိုင်အောင်အစကနေအဆုံးတိုင်အောင်ဒီလိုမျိုးတစ္ဆာရှိလဲဆိုတဲ့အပေါ်မှာဘုရားကကျွန်တော်တို့တန်ဖိုးထားတယ်ကျွန်တော်တို့ကိုကြည်နေတာဖြစ်တယ်ဆိုတော့ကျွန်တော်နေ့စဉ်အသက်တာမှာလူတွေမြင်ရတဲ့နော်နေရာမှာတစ္ဆာရှိစွာလှုပ်ဆောင်ခြင်းတွေအမြဲတမ်းနော်ချစ်ခြင်းမြတ်တာပြခြင်းတွေပြုဆိုင်ခြင်းတွေဒါတွေကတစ္ဆာရှိတဲ့နော်အသက်ရှင်ခြင်းမျိုးစေ့တွေပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာနော်ဒီမှာချီရတဲ့ညီကောင်မောင်နှမတွေမိဘတွေမိတ်ဆွေတငယ်ချင်းတွေကိုဒီပြောပြချင်တဲ့အရာပါလဲဆိုရှင်ဒီ2026ကိုဝန်စားတာကကြောက်ရွံ့ခြင်းနဲ့ဝန်စားဖွင့်အတွက်လည်းမဟုတ်တော့လို့နော်ကိုကနဲ့ကိုမာနထောင်လွှားပြီးတော့နော်ကိုမှရှိတဲ့အရာတွေကိုကြွားပြီးတော့နော်ဝန်စားနေဖို့လည်းမဟုတ်ဘူးဒါပေမဲ့ဘုရားရဲ့အလိုတော်ကိုတည်ပြီးမှကြားပြီးမှသစ္စာရှိစွာအသက်ရှင်ခြင်းနဲ့ကျွန်တော်တို့ဆုံးဖြတ်ချက်နော်တိကျစွာဆုံးဖြတ်ချက်ချပြီးတော့သူတစ်ပါးအတွက်ကိုယ့်ရဲ့အတ္တဟာကောင်းကြီးဖြစ်ပေါ်ရအတွက်အရေးကြီးတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့နော်ဟိုမှာကျွန်တော်တို့ကူးတယ်ဆိုတာကဒီတရားတစ်ခုကိုနော်ကျွန်တော်တို့ဖြတ်ကျော်တာနဲ့တူတူပဲဖြစ်တယ်ဖြုံနိုင်တယ်ကျိုးလဲကျိုးသွားနိုင်တယ်ဒါမဲ့ကျွန်တော်တို့ကကြောက်ရွံ့မှုမရှိဘဲနဲ့ကျွန်တော်အဲ့တရားပေါ်ကနေကျွန်တော်2025မှာစီးခဲ့တဲ့တရားပေါ်ကနေကျွန်တော်တို့ထွက်လာပြီး2026အတွက်ကျွန်တော်တို့ကသွားနေပြီဖြစ်တယ်ဆိုတော့ဘုရားကကျွန်တော်တို့ကိုလည်းပဲယုံကြည်ခြင်းနဲ့ဆေးရှက်ဖို့ရအတွက်ကျွန်တော်တို့ကိုဖိတ်ခေါ်နေတာဖြစ်တယ်။တစ္ဆာရှိတဲ့သူရဲ့အတ္တတာနဲ့ကျွန်တော်တို့သွားဖို့ရအတွက်ဘုရားကျွန်တော်တို့ကိုပြောပြတာဖြစ်တယ်။ဘုရားကခင်ကိုနော်ကျွန်တော်ဘုရားခင်ကျွန်တော်တို့ကြော်လွန်ပြီးပြေးသွားလို့မရဘူး
နော်ကြောက်လန့်ပြီးမှရပ်နေလို့လည်းမရဘူးဖြစ်တယ်သူနဲ့အတူခြေလန့်တလန့်စီတိုင်းကိုကျမတို့ရှောက်လိုက်ရမယ်နောက်ဆုံးမှာကျမတို့နော်ဒီ2026ခုနှစ်ထဲကျမတို့ရောက်လာပြီးအောင်မြင်မှုတွေအဆင်ပြေမှုတွေပဲကျမတို့ကမတောင်းပဲနဲ့ကျမတို့ရဲ့သစ္စာရှိတဲ့နှလုံးသားကိုကျမတို့နော်ပြုပြင်ရမယ်ဘုရားကကျမတို့နဲ့အမြဲတမ်းအတူရှိခွင့်ရတဲ့ကျမတို့လိုအပ်တာဖြစ်တယ်ဆိုတော့ဘုရားကဒီ2026မှာကျမတို့ကိုဘယ်လိုမျိုးတွေ့ချင်လဲဆိုလို့ရှိရင်ကျမတို့ရှောက်လာနေတဲ့အသက်တာကျမတို့ရဲ့တွေးခေါ်နေတဲ့အတွေးခေါ်တွေထဲမှာကျမတို့နာခံမှုတွေနော်ယုံကြည်မှုတွေနဲ့တကယ်သစ္စာရှိတဲ့နှလုံးသားနဲ့ဘုရားရဲ့ဒီ plan ထဲကိုကျမတို့ကရှောက်လန်းဖို့ရတယ်ဘုရားကကျမတို့ကိုပြောပြတာဖြစ်ပါတယ်ကဲပေါ့နော်ဒီနှုတ်ကပတ်တော်အဖြစ်ရောက်ချင်းစီတိုင်းအသက်တာထဲမှာလည်းဘုရားကစကားပြောမယ်ဆိုတာကျမယုံကြည်တာဖြစ်တယ်ဒီ2026ဟာကျမတို့တာမန်နှစ်နဲ့မတူဘူးဖြစ်တယ်ကျမတို့သစ္စာရှိခြင်းအရေးကြီးပါတယ်ဒီအချက်၄ချက်အဖြစ်ပေါ့နော်သစ္စာရှိခြင်းအကြောင်းကိုကျမတို့လေ့လာတဲ့အခါမှာကျမဘုရားနှစ်သက်တဲ့အရာဘုရားနဲ့ဘယ်လိုသွားလာရမလဲဆိုတဲ့အရာကိုကျမတို့လေ့လာတဲ့အခါမှာတကယ်ဘုရားဆီကနေကျမတို့နော်ကောင်းကြီးတွေကျမခံစားတယ်ကျမတို့ဒီຢာတွေကိုကျမလှုပ်ဆောင်တဲ့အခါမှာဘုရားရဲ့နော်နိမိတ်လက္ခဏာဘုရားပြုပေးတဲ့အမှုရာတွေကျမတို့မြင်တွေ့ရမှာဖြစ်တယ်ကျမရဲ့သက်တာထဲမှာဆိုလို့ရှိရင်လည်းဒီ2025မှာကျမတို့ကြုံရတဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့စိန်ခေါ်ချက်တွေအများကြီးရှိတယ်ဒါပေမဲ့ကျမတည်ထားတယ်ဒီ2026မှာလည်းဒါရွေးကြီးမားတဲ့စိန်ခေါ်မှုတွေလာမယ်အဲ့ဒီစိန်ခေါ်မှုတွေနဲ့အတူတူကောင်းကြီးမင်္ဂလာများစွာလဲကျမစီရောက်လာမယ်ဆိုတာကျမယုံကြည်တယ်တချို့ຢာတွေကဒီ2026အတွက်ကျမကြိုတင်ပြီးမှကောင်းကြီးခံစားနေရတယ်ဆိုတော့ကျမတို့ကောင်းကြီးမင်္ဂလာလို့ပြောတဲ့အခါမှာကောင်းကြီးအသက်ပဲကျမတို့ကကြည်ပြီးတော့ပျော်ပြီးတော့ဒါနေလို့မရဘူးဒီရောက်ရှိလာမဲ့စိန်ခေါ်မှုတွေကိုလည်းပဲကျမတို့ကရင်ဆိုင်ရမှာဖြစ်တယ်အဲ့ဒီစိန်ခေါ်မှုတွေကိုကျမတို့ကဘယ်လိုရင်ဆိုင်ရမလဲကျမတို့သစ္စာရှိခြင်းနဲ့ကျမတို့ရင်ဆိုင်ရမှာဖြစ်တယ်ဘုရားကိုယုံကြည်ခြင်းဘုရားကိုစိတ်ချခြင်းနဲ့ကျမတို့နော်အတစ်တော့အတွေးခေါ်တွေနဲ့တကယ်ပဲအတစ်ပြုပြင်တဲ့နှလုံးသားနဲ့ကျမတို့ကဒီ2016ကိုဆက်ပြီးမှကျမတို့တွားတွေ့ရအတွက်ဖြစ်တယ်ဘုရားကကျမတို့တည်ထားပြရတဲ့ကဘုရားကကျမတို့ရဲ့အရေးချင်းတွေကျမတို့ရဲ့အောင်မြင်မှုတွေကျမတို့ရဲ့နော်ပြည့်စုံခြင်းတွေကိုဘုရားကကျမတို့တောင်းတာဟုတ်ပြီသူ့ပေါ်မှာသစ္စာရှိခြင်းကျမမျိုးစေ့ကိုစိုက်တဲ့လေသမားလို့ပဲကျမတို့နေ့စဉ်အသက်တာမှာကျမတို့နော်လုံးဝသစ္စာရှိပြီးမှလှုပ်ဆောင်တဲ့အခါမှာကြီးမားတဲ့အပြည့်အစုံတွေကိုရည်သိမ်းရတဲ့အချိန်တွေကျမတို့ရောက်ရှိလာမှာဖြစ်တယ်အဲ့ဒီအတွက်ဒီ2026မှာအားလုံးပဲကျမနဲ့အတူတူခက်ခဲခုတည်းများကိုကျမတို့ရင်ဆိုင်မယ်ဘယ်လိုရင်ဆိုင်လဲဆိုရှင်ဖခင်နဲ့အတူကျမတို့ရင်ဆိုင်ရမှာဖြစ်တယ်ဆိုတော့ဒီနှုတ်ကပတ်တော်အဖြစ်ရောက်ချင်းစီတန်ကိုရရှိကောင်းချီးပေးပါစေ